အားလုံးပဲမင်္ဂလာပါ Global Current News and Podcast မြန်မာပိုင်းအစီအစဉ်ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ဇူလိုင်လ30ရက်နေ့မနေ့ကသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာထိုင်းနိုင်ငံရေကြီးရေရှမ်းမှုထိုင်းနိုင်ငံမိုးရွာသွန်းမှုကြောင့်ရေကြီးရေရှမ်းနိုင်တဲ့သတိပေးချက်နဲ့ယနေ့ထိတရားမှုရှိနေတဲ့အရက်ရောင်ချမှုကန့်သက်ချက်ပြီးတော့မြန်မာနိုင်ငံမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့စန့်ကျင်ရေးလှုပ်ရှားတဲ့လူကိုထောင်နဲ့ချမှတ်တဲ့သတင်းနဲ့အတူ American အီရန်တို့အကြားပဋိပက္ခဆက်လက်တင်းမာလာပြီးတော့ရေနံဈေးကွက်ပေါ်တရားမှုရှိတဲ့ဆိုတဲ့စားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာပထမသတင်းတစ်ပုဒ်အနေနဲ့ကတော့ထိုင်းနိုင်ငံမိုးရွာသွန်းမှုကြောင့်ရေကြီးရေရှမ်းမှုဖြစ်လာနိုင်ခြေရှိတဲ့ဆိုတဲ့ကြေညာချက်အကြောင်းပြပါတယ်ခင်ဗျာထိုင်းနိုင်ငံမိုးလေဝသရဲ့သတိပေးချက်တွေအရဇူလိုင်လ30ရက်နေ့အထိထိုင်းနိုင်ငံအတွင်းဒေသအများပြားမှာမိုးသက်ထန်ရွာသွန်းနိုင်ပြီးတော့ရုတ်တရက်ရေကြီးမှုရေမြောင်းရေရှမ်းမှုနဲ့မြေပြိုမှုတွေဖြစ်နိုင်ခြေရှိရလို့ကျွန်တော်သိရှိရပါတယ်ခင်ဗျာမြောက်ပိုင်းဒေသတွေအပါအဝင်နေရာချို့တွေမှာအထူးသတိထားဖို့လည်းဖော်ပြထားတာတွေ့ရှိရပါတယ်ခင်ဗျာအဲဒါကြောင့်မလို့မိုးအဆက်မပြတ်ရွာနေတဲ့ဒေသတွေမှာဆိုရင်နေထိုင်ရတဲ့ပြည်သူတွေအနေနဲ့မြစ်ချောင်းနဲ့တောင်တန်းအနီးမှာရှိတဲ့နေရာတွေမှာအထူးသတိထားဖို့လည်းကြေညာထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီလိုမျိုးရေမောင်းသူတွေအနေနဲ့လည်းမိုးသည်ထန်စွာရွာရင်တဲ့အချိန်မှာမြေကွင်းမရှင်းလင်းတာကြောင့်အမြန်နှုန်းကိုရှော့ချမှမို့လည်းအကြံပြုထားတာကျွန်တော်တို့တွေ့ရှိရပါတယ်ခင်ဗျာဒုတိယသတင်းတစ်ပုဒ်အနေနဲ့ယနေ့အထိတရားမှုရှိနေတဲ့ထိုင်းနိုင်ငံရဲ့အရက်ရောင်းချမှုကန့်သတ်ချက်ပဲဖြစ်ပါတယ်ခင်ဗျာအဆဟာဘူဒတ်ဒေးနဲ့ Buddhist Lands Day အထိမ်းအမှတ်အပြင်ဇူလိုင်လ29ရက်နေ့ကနေပြီးတော့30ရက်နေ့အထိအရက်ရောင်းချမှုကိုနိုင်ငံတော်ကန့်သတ်ထားပါတယ်ခင်ဗျာအချို့နေရာတွေမှာခွင့်ပြုထားတဲ့နေရာမှာတော့ချွင်းချင်းမရှိရောင်းချနိုင်တယ်လို့စီကံဖောက်ဖျက်သူတွေအနေနဲ့လည်းထောင်ဒဏ်နဲ့ငွေဒဏ်ချမှတ်ခံနိုင်ရတယ်လို့လည်းကျွန်တော်သိရှိရပါတယ်ခင်ဗျာအဲဒါကြောင့်မလို့ထိုင်းနိုင်ငံမှာနေထိုင်သူတွေခရီးသွားသူတွေအနေနဲ့အရက်ဝယ်ယူမယ်ဆိုရင်ဒေသဆိုင်ရာစီမီစီကံတွေကိုကြိုတင်စစ်ဆေးမေးမြန်းပြီးတော့မှဝယ်ယူဖို့လည်းတိုက်တွန်းထားပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံရွေးကောက်ပွဲစန့်ကျင်ရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့လူ9ဦးကိုထောင်ဒဏ်ချမှတ်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာ Associated Press AP ရဲ့ထုတ်ပြန်ချက်အရမန္တလေးမှာရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြမှုနဲ့ပတ်သက်ပြီးတော့လူ9ဦးကိုထောင်ဒဏ်နှစ်ရှည်ချမှတ်လိုက်ပါတယ်ခင်ဗျာအဲ့ဒီထဲကလူ10ဦးကို39နှစ်စီချမှတ်ခဲ့ပြီးတော့တဦးကိုတော့29နှစ်ချမှတ်ခဲ့လို့ဖော်ပြထားပါတယ်ခင်ဗျာဒီလူဒီဟာရွေးကောက်ပွဲကိုသပိတ်မှောက်ဖို့စစ်မှုထမ်းစနစ်ဖျက်သိမ်းဖို့နဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးဖို့တောင်းဆိုခဲ့တဲ့လှုပ်ရှားမှုနဲ့ဆက်စပ်သူတွေဖြစ်တယ်လို့လည်းသိရှိရပါတယ်ခင်ဗျာဒီဖြစ်ဟာမြန်မာနိုင်ငံအတွင်းဆက်လက်ရှိနေတဲ့နိုင်ငံရေးတင်းမာမှုနဲ့လူခွင့်ရေးဆိုင်ရာစိုးရိမ်ပူပန်မှုတွေကိုထပ်မံအာရုံစိုက်စေပါတယ်ခင်ဗျာဟုတ်ကဲ့ Writer ကလည်းဇူလိုင်လ29ရက်မှာဖော်ပြတဲ့2026ခုနှစ်ပထမ6လအတွင်းအရက်သားတွေကိုထိခိုက်စေတဲ့ထိခိုက်မှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေပုံမပြင်းထန်လာတယ်လို့ ACLED ရဲ့အချက်အလက်တွေကိုကူကပြီးတော့ဖော်ပြရလဲကျွန်တော်တို့တွေ့ရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းအီရန်နဲ့အမေရိကန်တို့ပဋိပက္ခတင်းမာမှုကြားမှာကမ္ဘာစွမ်းအင်နဲ့ရေနံဈေးပေါ်မှာသက်ရောက်မှုရှိတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာအမေရိကန်နဲ့အီရန်စစ်ရေးတင်းမာမှုဟာဇူလိုင်လ29ရက်နေ့မှာထပ်မံမြင့်တက်လာလို့ကျွန်တော်တို့သိရှိရပါတယ်သတင်းတွေအရအီရန်ကဂျော်ဒန်နိုင်ငံအတွင်းမှာရှိတဲ့အမေရိကန်တပ်ဖွဲ့တွေကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ပြီးအမေရိကန်စစ်တပ်ကဒုံးကျည်တွေကိုကြားဖြတ်ဟန့်တားနိုင်ခဲ့လို့ဖော်ပြထားပါတယ်ခင်ဗျာအဲဒီနောက်မှာဒေသအတွင်းအမေရိကန်နဲ့ဆော်ဒီတပ်ဖွဲ့တွေကအီရန်နဲ့ဆွတ်နေတဲ့အဖွဲ့တွေကိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရတဲ့သတင်းမှာဖော်ပြတာတွေ့ရှိရပါတယ်ခင်ဗျာဒီအခြေအနေကြောင့်ကမ္ဘာဆွမ်းရည်ဈေးကွက်မှာလည်းစိုးရိမ်မှုတွေမြင့်တက်လာပြီးရေနံထောက်ပံ့မှုလမ်းကြောင်းတွေထိခိုက်နိုင်မလားဆိုတဲ့စိုးရိမ်မှုကကမ္ဘာစီးပွားရေးတည်ယူပို့ဆောင်ရေးကုန်ကျစရိတ်နဲ့နေ့စဉ်စားသုံးကုန်ဈေးနှုန်းတွေကိုတက်ရောက်နိုင်တာကြောင့်ဒီအခြေအနေကိုနိုင်ငံတကာကအနီးကစောင့်ကြည့်နေတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုကျွန်တော်တို့ရဲ့ channel ကနေပြီးတော့အချိန်နဲ့တပြေးညီနေ့စဉ်တင်ဆက်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပါပြီးဖို့လည်းမေတ္တာရက်ခံရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီကနေ့မနေ့အစီအစဉ်ကိုတော့ဒီမှာပဲကျွန်တော်ဆုံးသတ်လိုက်ပါရစေခင်ဗျာဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်